မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါမိတ်ဆွေတို့ကို sharing လုပ်ပေးမယ့်အကြောင်းအရာကကျွန်တော်ကိုယ့်ရဲ့ channel YouTube channel မှာ copyright မမိရအောင် copyright strike မမိရအောင်ကြိုတင်ပြင်ဆင်ကာကွယ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာပါကျွန်တော်ပြောပြပေးမယ့်နည်းလမ်းလေးကအရန်ကိုရုပ်ရှင်းပါတယ်ဒီနည်းလမ်းလေးအတိုင်းလိုက်လို့ဒါရင်လူချင်းမင်း channel အတွက် save ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံး Chrome နဲ့ကိုသွားမယ် Chrome နဲ့ကိုသွားပြီးတော့ကျွန်တော် YouTube Studio ကိုရိုက်ရှာလိုက်မယ်ပြီးရင် Enter ကိုနှိပ်လိုက်မယ်Enter ကိုနှိပ်ပြီးသွားရင်ကျွန်တော်ဒီ New tab ဖြစ်အောင်လို့ကျွန်တော် application တွေကိုတိုက်ရိုက်မသွားဘူးကျွန်တော်ဒီ Google Chrome နဲ့မှာပဲကျွန်တော်တို့ဒီ YouTube Studio ကိုဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးဖိပြီးသွားရင် Open a new tab ကိုနှိပ်လိုက်ပါဒါဆိုရင်ကိုယ့်ရဲ့ YouTube channel တွေကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒီ line ပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ YouTube channel ရဲ့ဝင်လာကြာတာမကြာတာနည်းနည်းလေးဖြစ်တတ်ပါတယ်ကျွန်တော်သုံးနေတဲ့ line ကနည်းနည်းလေးကြာနေတဲ့အတွက် sorry ပါကျွန်တော် channel လေးကိုရောက်သွားပြီဆိုရင်ဒီ channel ဒီ Chrome မှာဖွင့်တဲ့ channel ကကျွန်တော်ပို့ပြီးတော့detail စုံပါတယ်ဒီ application မှာတဲ့ကျွန်တော်ဒီ logo ရဲ့ဘေးနားလေးမှာကျွန်တော် video upload လုပ်တဲ့ဟာလေးရှိပါတယ်အဲ့မှာ upload video ကိုနှိပ်လိုက်ပါပြီးရင် select file ကိုရွေးပြီးပေးလိုက်ပါပေးပြီးသွားရဲဆိုရင်ကိုတင်မဲ့ video ဥမာ send လောက်ထားရမယ်ကိုတင်တဲ့ video ကိုရွေးလိုက်ပါရွေးပြီးတော့တင်လိုက်ပါကို video မတင်ခင်မှာကိုက YouTube video လောက်ထားရမယ်ပြီးရင်တင်မဲ့ video လောက်ထားရမယ်ပြီးရင် thumbnail တွေပါတယ်ဒီ YouTube cover ပေါ့နော် cover အဲ့ဒီဟာတွေကို send လောက်ထားပေးလိုက်ပါ send လောက်ထားပြီးမှကျွန်တော်တို့ဒီမှာ YouTube Studio မှာလာပြီးတော့တင်တာပို့ပြီးတော့မြန်ပါတယ်ဟုတ်ကဲ့ဒီ YouTube Studio တွေကိုရဲ့ video ကိုတင်ပြီးသွားရင်ဒီမှာ upload လုပ်နေတယ် line မကောင်းရင်တော့နည်းနည်းပါးပါးစောင့်ရတယ် line ကောင်းရင်တော့မြန်ပါတယ်ဒီ upload လုပ်တာကကျွန်တော်ဒီမှာ detail မှာကျွန်တော်လိုအပ်တဲ့အရာတွေကိုဖြည့်မယ်ကျွန်တော်ဒီ title မှာဆိုရင်ကိုတင်မဲ့ video ရဲ့အကြောင်းအရာပေါ့နော်အကြောင်းအရာကိုတင်မဲ့ video ကိုဒီမှာဆိုရင် subscribe ပိတ်ပြီးတော့ YouTube က video ကြည့်နေပေါ့နော်ကျွန်တော်ဒီ video ကြည့်နေကိုကျွန်တော်တို့တင်မှာဖြစ်တဲ့အတွက်ဒီမှာရေးလိုက်မယ်ဒီစလုံးရေးရတော့100အထိပဲလက်ခံပါတယ်ပြီးရင်ဒီ thumbnail မှာဆိုရင်ကိုက video cover ပေါ့နော်တခြားလူတွေစိတ်ဝင်စားအောင်ကိုက video cover လေးတွေလုပ်ပြီးတော့ဒီမှာတင်လို့ရတယ်ဒီ video cover မလုပ်ဘဲနဲ့တင်မယ်ဆိုရင်ကိုယ့်ရဲ့ဒီ video ထဲမှာပါတဲ့အပိုင်းတစ်ပိုင်းလောက်ကိုသူကဒီ cover မှာပြထားမှာပေါ့နော်ဒါပြီးရင်နည်းနည်းကြော်လိုက်မယ်ကျွန်တော်ကဒီအပြည့်စုံဒီစနစ်တကျတင်တဲ့နည်းကိုပြောပြပေးမှာမဟုတ်ဘူးခင်ဗျာကျွန်တော်ဒီ copyright မမိအောင်လို့လုပ်တဲ့နည်းလေးကိုပြောပြပေးရဖြစ်ပါတယ် monetization ကို on ထားလိုက်ပါ monetization on ပြီးတော့ရင်ဒီ ad suitability မှာဒါအရေးကြီးတယ်ဒီမှာဆိုရင်အမှန်ချစ်ချစ်မယ် none of the above ကိုအမှန်ချစ်ချစ်မယ်ဒီ submit rate ကိုနှိပ်ပေးမယ်ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီကိုယ့်ရဲ့ video ကဒီ copyright မိပြီးရင် suitability မိကိုကျွန်တော်ဒီမှာဆက်ဆေးပေးရပါတော့ဒီမှာဆက်ဆေးပြီးပြီဆိုမှကိုကတင်မှာမဆက်ဆေးဘဲနဲ့တန်းပြီးတော့ကိုယ့်ရဲ့ video ကိုမတင်ပါနဲ့ဒါအရင်ကိုအရေးကြီးပါတယ်ဒီမဆက်ဆေးဘဲနဲ့ဆက်ဆေးတဲ့အရာမလုပ်ဘဲနဲ့ကိုက video ကိုတင်လိုက်မယ်ဆိုရင်တင်ပြီးကကြမှာ copyright မိနေတယ်ဆိုရင်ကိုယ့်အတွက်အများကြီးနစ်နာမယ်ဒီမှာဆိုရင်ခဏစောင့်ပေးရမယ်ဒီ video element မှာဆိုရင်ကိုကဒီကိုယ့်ရဲ့ video ကိုဒီ video ရဲ့အဆုံးမှာ promote ကိုယ့်ရဲ့ channel က video ကို promote
လောက်မှာဆိုရင်ဒီမှာနှိပ်လိုက်ပါဂျိုနေရာမှာဖြည့်လိုက်ပါကျွန်တော်ကလည်းအဲ့အရာတွေကိုလုပ်ပြီးတော့မပြတော့ဘူးဒီအဓိကဒီ chat point မှာပေါ့နော်ဒီ chat point ကအရေးကြီးရပေါ့နော်ဒီ chat point ကအကောင်လုံးအမှန်ချစ်ပြီးဆိုတာကြမှာကိုဗီဒီယိုတင်ဖို့ public နဲ့တင်ဖို့စလုပ်ပါဒီ chat point မှာမပြီးမချင်းဒီဗီဒီယိုကိုမတင်ပါနဲ့ဒီအကယ်၍ကိုက chat point ကိုမပြီးပဲမဆောင်မဲနဲ့တင်လိုက်ပြီဆိုရင် copyright မိနေတယ်ဆိုရင်ဖို့အတွက်အများကြီးနစ်နာပါတယ် copyright claim ဖြစ်တာကတတ်တာတွေတယ် copyright ဆွေးမိရဆိုရင် warning နေလာမယ်ပြီးရင်ဒီနောက်တစ်ခါဆိုရင် channel 9ရက်မသုံးရတာမသုံးရတာဖြစ်မယ်ပြီးရင်နောက်ပိုင်းတစ်လထဲမှာ3ခါလောက် copyright ဆွေးမိတယ်ဆိုရင်လူကြီးမင်းရဲ့ channel ကိုဖျက်သိမ်းခံရတဲ့အထိဖြစ်နိုင်တယ်အဲ့ဒီအတွက်ဒီ YouTuber တွေအတွက်ဒီ copyright strike ကအရန်ကိုအရေးကြီးတယ်ခင်ဗျာအဲ့ဒီအတွက်ကိုဗီဒီယိုတင်တဲ့အခါမှာစိတ်ရှိရှိနဲ့တင်ဖို့အကြံပြုချင်ပါတယ်ကိုယ့်ရဲ့ကျွန်တော်ရဲ့အတွေ့အကြုံအရာကျွန်တော်ပြောပြပေးတာပေါ့နော်ကျွန်တော်ဆိုရင်အရင်တော့မသိပဲနဲ့ကျွန်တော်တို့တင်မိတဲ့အတွက်ဒီ copyright strike warning တွေပါတယ်မိတာရှိပါတယ်ခင်ဗျာဒီလိုမိပြီဆိုရင်ကျွန်တော်တို့3လလောက်ထိစောင့်နေရပါတယ်ခင်ဗျာကိုယ့်ရဲ့ channel မှာဆိုရင် warning ဆိုရဲစာရင်းကြီးပေါ်နေရပါဘောနော်ဒီ copyright မမိဘူးဒီမှာအမှန်ကြီးကလေးချစ်သွားပြီဆိုရင်ဒါကိုအတွက်တစ်ခုစိတ်အေးရည်နှစ်ခုအမှန်ကြီးချစ်ပြီဆိုမှပို့ပြီးတော့စိတ်အေးရမှာပေါ့နော်ဒီအပေါ်ဆုံးက copyright ကအရင်ရေးကြည့်တယ်ဒီအောက်က suitability မှာကကျွန်တော်ဒီ request review ကိုနှိပ်ပြီးတော့ကိုကဒီ video ကိုတင်ကျင်နေဆိုရင်တော့တင်လို့ရတယ်ကိုယ့်ရဲ့ video ကဒီကြော်ညာကန့်သက်ထားတဲ့အတွက်ကျွန်တော်တို့ဒီဝင်ငွေမဝင်နိုင်ဘူးခင်ဗျအဲ့ဒီအတွက်အကြံပြုချင်တာကတော့ဒီ suitability ဖြစ်တာကကျွန်တော် content တွေမှာတချို့စကားလုံးတွေနဲ့မလွတ်ကင်းတာတွေပါဖြစ်နိုင်တယ်ပြီးရင် thumbnail မှာ video cover မှာမလွတ်ကင်းတာတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့သူ suitability မှာမပေးတာပေါ့နော်ဒီကြော်ညာကမပေးတာပေါ့နော်ဒီကိုယ့်ရဲ့ဒီ channel ကိုအကောင်းဆုံးကတော့ဒီမှာအမှန်ကျစ်နှစ်ခုလုံးချစ်ပြီးကြမှာဗီဒီယိုတင်တာအကောင်းဆုံးပါပဲခင်ဗျာအမှန်ကျစ်နှစ်ခုလုံးချစ်ပြီးပြီဆိုမှကိုယ့်ရဲ့ဒီ visibility မှာကိုကဒီ public နဲ့တခါတည်း share ပြီးတော့တင်လို့ရပါတယ်မဟုတ်ရင်ကိုယ့်အတွက်အများကြီးနစ်နာတဲ့အကြောင်းအရာတွေဖြစ်လာနိုင်ပါတယ်အဓိကတော့ copyright ပေါ့နော် copyright ကကိုယ့်ရဲ့ဗီဒီယိုမှာတခြားလူတွေရဲ့ဗီဒီယိုတွေကိုယူသုံးထားတယ်ဆိုရင် copyright မိဖို့သိကြတယ်ပေါ့နော်ကိုကမသိဘဲနဲ့ယူသုံးထားတာတွေပါဖြစ်နိုင်တယ်အဲ့ဒီအတွက်ဒီမှာစစ်ဆေးပြီးမှတင်ဖို့အကြံပြုချင်ပါတယ်ဒီကိုယ့်ရဲ့ channel မှာ copyright ကအရင်ကိုအရေးကြီးတယ်အဲ့ဒီအတွက်တေးချာလေးစဉ်းစားပြီးမှတင်ဖို့အကြံပြုချင်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်ဗီဒီယိုကအရင်ဗီဒီယိုကိုပြန်သုံးထားတဲ့အတွက်ကျွန်တော်တို့ဒီ suitability မှာကြော်ညာမရနိုင်တဲ့အတွက်ကျွန်တော်မတင်တော့ဘူးဒီဗီဒီယိုကို delete forever နှိပ်ပြီးတော့ဖြတ်ပစ်လိုက်ပါကိုယ့်ရဲ့ဗီဒီယိုကဒီ copyright မိနေရဆိုရင်မတင်မဲနဲ့ဖြတ်ပစ်တာအကောင်းဆုံးပါပဲဒီမှာဆိုရင်ကျွန်တော် channel မှာ copyright မမီပဲနဲ့တင်ထားတဲ့အရာတွေရှိပါတယ်ဒီမှာဆိုရင်ဒေါ်လာလေးတွေစိမ့်နေမယ်ပြီးရင် registration မှာ none ဖြစ်နေမယ်ဒီလိုမျိုးတွေမှာတင်မှကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် copyright မမိဖို့ view ဆိုင်ကြပါ